Okay ကိုကUPS ကို email လက်လေးဘယ်လိုလုပ်လဲဆိုတာလေးတစ်ချက်ဟိုပါပေါ့နော်ကျွန်တော်တို့ကြာ internet မရတဲ့နေရာတွေမှာ mobile phone ပဲမိတဲ့နေရာတွေမှာဘယ်လို email ဆက်ရက်လေးနဲ့ချလို့ UPS ကနေအလက်တွေ email ဆက်ရက်လေးချလို့ရတယ်လေနော်အဲ့တော့ကျွန်တော်သုံးထားတာလေးကဒီမှာ Tatonica UT 200 SIM router လေးပေါ့နော်ဒီမှာတော့အဆင်ပြေတယ်ဗျဟိုဒီမှာကျွန်တော် SIM card တစ်ခါထည့်ထားတယ်LAN SIM card တစ်ခါထည့်ထားတယ်ပြီးတော့ LAN နေ JC ချပြီးတော့ကျွန်တော် switch စီဒါတော့ကျွန်တော်ဆက်ရက်လေးပေါ့နော် switch လေးကိုချထားတယ်ဒါinternet မရတဲ့နေရာတွေမှာပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်စမ်းပြထားတယ်ဒါကတော့ UPS ရဲ့ network ကဒါ EZ3S ရဲ့ network ကနေပြီးတော့တော့မှ DSC network လေးနဲ့ရေးထားတယ် email အလက်တွေချပြီးပေါ့နော်အဲ့တော့ကျွန်တော်ခုသုံးထားတာတော့ Tatonica GS SIM router လေးပေါ့နော်သူက wireless လည်းရမယ်WAN အနေနဲ့လည်းပြန်ထွက်လို့ရမယ်ဗျဟုတ်ဒါက UT 2000ဆိုတာလေးအဲ့တော့ဒီမှာကျွန်တော် SIM card နဲ့ကျွန်တော်ဟိုဖြစ်ထားတယ်အဲ့တော့ကျွန်တော်ဒီမှာ email test ရေးတစ်ချက်ဟိုဖြစ်လိုက် test page လွှတ်လိုက်ပေါ့နော်ဒါတော့စမ်းပြီးသွားပြီဒီမှာတော့အလက်တွေဒီမှာတော့ဟိုဖြစ်ပြီးတော့ထပ်ပြီးတော့ထပ်စမ်းပြမယ်နော် test page လွှတ်လိုက်ပြီကျွန်တော်အဲ့တော့ကျွန်တော် SIM ဟိုလေးရောက်သွားပြီအဲ့တော့ဒီမှာရောက်လာပြီပေါ့နော်test page လေးရောက်လာပြီပေါ့နော် Tatonica RUT 200ပေါ့နော် SIM card တစ်ကတ်ထည့်လို့ရတယ်ဒါinternet မရတဲ့နေရာတွေမှာ mobile phone ပဲမိတဲ့နေရာတွေမှာဆိုတော့ Tatonica လေးသုံးပြီးတော့ကျွန်တော်တို့ဒီလိုဆက်ရက်လေးတွေ UPS ကိုအလက်တွေပါယူလာဆိုဒါလေးနဲ့သုံးလို့ရတယ်ဗျဟုတ်ဒါတော့ကျွန်တော်စမ်းထားတဲ့ဆက်ရက်လေးပါကျေးဇူးပါဗျ